စစ်တပ်ကြောထောက်နောက်ခံပေးထားသောကျန်းဖွတ်ပါတီရဲ့အနိုင်ယူရန်အကွက်ချထားသောမြန်မာစစ်တပ်၏အတူအယောင်ရွေးကောက်ပွဲကိုအာဆီယံနှင့်နိုင်ငံတကာပယ်ချကြရန်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းသည်မြန်မာနိုင်ငံအနှံ့စန့်ကျင်ကန့်ကွက်မှုများရွေးကောက်ပွဲပထမပိုင်းလာရောက်မဲပေးသူအလွန်နှဲပါသည့်ချီနီများနဲ့နေရာအနှံ့ရွေးကောက်ပွဲဆိုင်ရာမူမမှန်မှုများကိုဂရုမစိုက်ပဲမြန်မာစစ်အုပ်စုက၎င်း၏အတူအယောင်ရွေးကောက်ပွဲဆက်လက်ကျင်းပရန်စီစဉ်နေကြောင်းဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပခဲ့သောရွေးကောက်ပွဲပထမပိုင်းတွင်အရှိတကွဲဖြစ်ခဲ့ရကြောင်းနေရာအနှံ့ရွေးကောက်ပွဲစန့်ကျင်ကန့်ကွက်မှုများသည့်စစ်အုပ်ချုပ်၏တွင်တွင်ရန်ကြိုးပမ်းမှုကိုဆက်လက်ညှင်းပယ်ကတွန်းလှန်ဖီဆန်နေသည့်မြန်မာပြည်သူများ၏ရဲစွမ်းတတိနှင့်ပြတ်သားမှုကိုပြသနေကြောင်း SACM ကဆိုသည်ဒီဇင်ဘာလ28ရက်နေ့လူသူကင်းရှင်းနေသောမြို့ပေါ်လမ်းမဲများနှင့်မဲပေးသူမရှိသောမဲယုံများသည့်စစ်အုပ်စု၏တရားဝင်မှုလုံးဝမင်းနေသောဖြစ်ကိုထပ်မံပေါ်လွင်စေလက်ရှိကြောင်း SACM ကထောက်ပြသည်မြန်မာပြည်သူတွေကသူတို့ဆုံးဖြတ်ချက်ကိုချပြထားပြီးသားပဲပြည်သူတွေကစစ်အုပ်စုနှင့်သူ့ရဲ့တူရောင်ရွေးကောက်ပွဲကိုပြပြသားသားညှိပယ်ကြတယ်ရွေးကောက်ပွဲပထမပိုင်းဟာစစ်အုပ်စုကလုံးဝလူတကာရဲစရာဖြစ်တယ်ဆိုတာကိုပေါ်လွင်စေရုံထက်မပေါ်ပါဘူးဒါကိုပဲဘာလို့ရွေးကောက်ပွဲဆက်လုပ်နေဦးမှလဲအာဆီယံအပါအဝင်ထက်ဆိုင်ရာနိုင်ငံတကာအစိုးရတွေဟာအလင်းအရာရွေးကောက်ပွဲကိုယတိပြတ်ငင်းပယ်ပြီးဒီရုပ်ပြစင်းပြတ်လုပ်ရက်ကိုအဆုံးသတ်ရပါမယ်ပြီးရင်မြန်မာနိုင်ငံရဲ့တရားဝင်ဒီမိုကရေစီအစိုးအဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံရပါမယ်ဟုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACME အဖွဲ့ဝင်ရန်ဂီလီကပြောသည်အတူရောင်ရွေးကောက်ပွဲသည့်စစ်အုပ်စုရဲ့ကိုပါပါတီဖြစ်သောပြည်တွင်ထောင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအောင်နိုင်၏အတွက်အခိုင်အမာအကွက်ချထားသောလှုပ်ရှားတစ်ခုဖြစ်ကြောင်းစီမံတော်နိုင်ငံ၏ပါတီများနှင့်အထူးသဖြင့်လူထုထောက်ခံမှုအများဆုံးရရှိထားသောပါတီများသည့်ရွေးကောက်ပွဲတွင်မပါဝင်နိုင်အောင်ပိတ်ပင်ခံထားရကဒီမိုကရေစီခေါင်းဆောင်များလည်းနိုင်ငံ၏အကျဉ်းစားများအဖြစ်ပိတ်လုံခံထားရကြောင်းထောက်ပြသည်ရွေးကောက်ပွဲပထမပိုင်း၌မဲယုံအများပြားတွင်မဲပေးသည့်အစီအစဉ်ကိုပြန်လည်ဖျက်သိမ်းခဲ့ကအချို့သောအခြေအနေများတွင်မဲယုံများမဖွင့်မီနာရီပိုင်းအလိုတွင်ဖျက်သိမ်းခဲ့ကြောင်းစစ်အုပ်စု၏အတူအယောင်ရွေးကောက်ပွဲများသည့်ဒီမိုကရေစီမဟုတ်သည့်ရက်စက်သောအာဏာရှင်နိုင်ငံအနေကကပြီးသည့်တရားဝင်မှုကိုပင်ရသလောက်ယူမီဟုသည့်တရားဝင်မှုရရှိရေးကြံရမရကျူးပန်းမှုတစ်ခုဖြစ်ကြောင်းထို့ကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်စစ်အုပ်စု၏အဓိပ္ပာယ်မရှိသောလုပ်ရက်ကိုချက်ချင်းအဆုံးသတ်နိုင်ရေးအတူတကွဝိုင်းဝန်းတောင်းဆိုရန်နှင့်စစ်အုပ်စုကိုမျက်တိပုံစံတွင်မဆိုပြပြသားသားညှင်းပယ်ရန်မဖြစ်မနေလိုအပ်ကြောင်း SACM ကတိုက်တွန်းသည်ထို့သောပြုလုပ်ရန်ဖြတ်ကွက်ကဒေသဝင်ရှိအာဏာရှင်စနစ်ပဲရင်းနေသောအာဏာပါဝါကိုစားလောင်နေသည့်စစ်ဖို့ချုပ်များအလုံးကိုမီးစိမ်းပြလိုက်သလိုဖြစ်သွားကတဖြည်းဖြည်းလုံးပါလာနေသောနိုင်ငံတကာဒီမိုကရေစီစံနှုန်းများကိုလည်းရေရှည်ထိခိုက်မနာမှုဖြစ်စေပါလိမ့်မည်ဖြစ်ကြောင်းဆက်လက်ထောက်ပြသည်နိုင်ငံတကာအတိုင်းဝိုင်းကိုလည်းစစ်အုပ်စု၏ရက်စက်ကမ်းချိုးမှုများတွင်ကြံရပါဖြစ်စေပါလိမ့်မည်ဖြစ်ကြောင်းအစီရင်ခံစားများအရာပြီးခဲ့သောလအနေခေအတွင်တွင်စစ်ကိုင်းတိုင်းတစ်ခုတည်းတွင်ပင်စစ်အုပ်စု၏လေကောင်းတိုက်ခွဲမှုများကြောင့်အရသာပြည်သူ90နီးပါးတည်ဆုံခဲ့ရကြောင်းစစ်အုပ်စုကညင်ပန်းနှိပ်ကချင်းလင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတရားလက်လွတ်ဖန်ဆီးထိန်သိမ်းခြင်းအဓမ္မနေရောက်ဆွန့်ခွာထွက်ပြေးစေခြင်းနှင့်လူသားချင်းစာနာမှုအကူအညီများကိုဟန်တာထိန်ချုပ်ခြင်းစသည့်နည်းလမ်းများဖြင့်အတိုက်ခံများဟုယူဆသူများကိုဆက်လက်နှိကွက်လာခဲ့ကြောင်းဝေဖန်ထားသည်ရက်စက်ကန်ချုံမှုများကိုအဆုံးသတ်ရန်နိုင်ငံတကာဘက်ကအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်နေကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများမြန်မာ၏အိမ်နီးချင်းနိုင်ငံများနှင့်ကုလသမဂ္ဂအပါအဝင်အခြားသောနိုင်ငံတကာအတိုင်းဝိုင်းတို့သည်စစ်အုပ်စု၏စစ်ရန်ထရများကိုဟန်တာနိုင်ရန်စစ်အုပ်စုထံစစ်လက်နက်ပစ္စည်းနှင့်လီယာစီတင်ဖို့ရောင်းချမှုကိုအလုံးစုံတားမြစ်ပိတ်ပင်နိုင်အောင်ဆောင်ရွက်ရမည်ထို့ပြင်စစ်အုပ်စုထံငွေကြီးမစည်းနိုင်အောင်ဗဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများလည်းပြုလုပ်ရန်တိုက်တွန်းသည်စစ်အုပ်စုကရရှိနေသောပေတံကင်းလိုရိတ်ကိုအဆုံးသတ်နိုင်ရန်ထိပ်ပိုင်းစစ်ဖို့ချုပ်များကို၎င်းတို့ကျူးလွန်ထားသောရက်စက်ကမ်းချိုးမှုများကနိုင်ငံတကာရာဇဝတရားခွင့်နှင့်အဖီဖီဆိုင်ရာတရားစီရင်ပွင့်ခွင့်ကိုကျင့်သုံးနေသောပြည်တွင်းတရားရုံးများရှင်းမောက်ခေါ်ဆောင်စစ်ဆေးနိုင်အောင်ဆောင်ရွက်တင်ကြောင်းနိုင်ငံတကာအစိုးရများအနည်းထင်မြန်မာပြည်သူများနှင့်၎င်းတို့၏စစ်မှန်သောဒီမိုကရေစီနည်းလမ်းကျစံတားများနှင့်မျှော်မှန်းချက်များနှင့်အတူရပ်တည်ကြရန် SACM ကတောင်းဆိုသည်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံဖြစ်ပေါ်လာရေးကတိကဝတ်ပြင်ပန်းချိုးပန်းတည်ဆောက်နေကြသောတိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများအရာဘတ်လူမျိုးအဖွဲ့အစည်းများနှင့်အနောက်သားညီညွတ်ရေးအစိုးရအပါအဝင်မြန်မာနိုင်ငံရဲ့တရားဝင်ဒီမိုကရေစီအင်အားစုများကိုပုံမခိုင်မာအားကောင်းသောပုဂ္ဂိုလ်ကူညီမှုများပေးနိုင်အောင်ဆောင်ရွက်ရမည်ထကြောင်း SACM ကဆက်လက်တောင်းဆိုထားသည်